အဲ့လစ်ကဒီလိုစုပ်ပြတ်တက်နေတဲ့ဖះเจ้าတဲ့ကိုလက်လျှောက်ဝင်လာရင်ဖះသခင်တော်မွေးနေတာကိုသိသွားတဲ့အတွက်သူတောင်းစားလာတဲ့ပန်းတီးကိုဒီနဲ့ဖះလည်းအစာစားရအောင်ဆိုပြီးပလင်ပေါ်မှာထားခဲ့လိုက်ပါတယ်ကြည့်ပါဦးအဲ့လစ်ကမွေးကလေးကမျက်စိမမြင်ရရှာပါဘူးသူကတော့ဒီကဘာကြီးကဘလို့ပုံစံရှိမှန်းတော့မသိပါဘူးဒါကယေရှုရဲ့အိမ်တော်လို့သူကြားထားတဲ့အတွက်တတိယမျက်လုံးတစ်ဖက်ပေးသနာဖို့ဆူတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဒီကဘာကြီးကိုတစ်ခါတော့ပဲမြင်ဘူးချင်နေတာပါသူကချမ်းသာချင်နေတာလဲပါတာပေါ့တကယ်လို့သူသာချမ်းသာလာရင်ဖះသခင်အတွက်ဒီဖះเจ้าကိုပြန်ပြင်ပေးပါမယ်လို့သူကတိပေးလိုက်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုတင်တွေ့ခဲ့ရင်ဒါကတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူးကွန်မန့်မှာ999လို့ရေးခဲ့ပေးပါတင်းရဲ့ကံကြမ္မာကအခုပဲပြောင်းလဲတော့မှာပါအဲ့လစ်ကဒီဖះသခင်စီမှာပထမဆုံးလာပြီးဆူတောင်းတဲ့လူသားဖြစ်နေပါတယ်သူ့ရဲ့ရိုးသားမှုကိုဖះသခင်ကသဘောကျသွားပါတယ်အဲ့ဒီနေရာမှာတင်သူ့ကိုတတိယမျက်လုံးပေးသနာလိုက်ပါတယ်ဒီမျက်လုံးကအရာအလုံးကိုထိုးဖောက်မြင်နိုင်ပြီးကံကြမ္မာကိုတောင်ပြန်ပြင်ရေးနိုင်ပါတယ်ဖះသခင်ကတော့သူပေးထားတဲ့ဂတိကိုတေဖို့ပဲမျှော်လင့်ပါတယ်နောက်တစ်စက္ကန့်မှာပဲအဲ့လစ်ကအရာအလုံးကိုသတိပြုမိသွားပါတယ်မျက်လုံးကိုအဝတ်နဲ့စီးထားတာတောင်မှအခုဆိုသူအရာအလုံးကိုမြင်နေရပါပြီသူကတော့စိတ်လှုပ်ရှားလွန်းလို့ဒူးထောက်ကျသွားပါတယ်ဒီစုလက်အတွက်ဖះသခင်ကိုကျေးဇူးတင်နေတာပေါ့ပတ်စံကိုအမြန်ဆုံးစုပြီးဒီဖះเจ้าကိုပြန်ပြင်ဖို့အတွက်အဲ့လစ်က$10လေးနဲ့ကာစီနိုဝိုင်းထဲကိုလက်လျှောက်ဝင်လာခဲ့ပါတယ်သူကပိုင်ရှင်ရဲ့စပွဲပေါ်မှာမှန်တစ်ချက်ကိုတွေ့သွားပါတယ်အဲ့လစ်ကအဲ့ဒါကိုကောက်ယူပြီးသူ့ရဲ့မျက်နှာကိုပထမဆုံးအကြိမ်မြင်လိုက်ရပါတယ်ပိုင်ရှင်ကမျက်မမြင်မလေးကဘာလို့သူ့ကိုသူပြန်ကြည့်ပြီးသဘောကျနေတာလဲဆိုပြီးလှောင်ပြောင်လိုက်ပါတယ်အဲ့လစ်ကတော့သူ့ရဲ့တတိယမျက်လုံးကိုဘယ်သူမှမမြင်နိုင်တာကြောင့်သူ့ဘာသာသူပြုံးလိုက်တာပေါ့ပိုင်ရှင်ကသူ့ကိုအပြင်ကိုနှင်ထုတ်တော့မလို့ပါအဲ့ဒီနောက်မှာတော့သူ့လက်ထဲက$10ကိုမြင်သွားပါတယ်သူကအလစ်ကိုအန်ဆာတုံးဝိုင်းစီတန်းခေါ်သွားပါတယ်ဒိုင်ကတော့မျက်မမြင်မလေးတယောက်လာပြီးလောင်းကစားလုပ်နေတာကိုမြင်သွားတာပေါ့သူကအလစ်စီကပတ်စံတွေအကုန်လေးယူဖို့ချက်ချင်းပဲကြံစီပါတော့တယ်သူမသိတာကအလစ်ကသူ့ရဲ့တတိယမျက်လုံးကိုတုံးနေတာပါပဲသူကအုပ်ထားတဲ့ခွက်ကိုထိုးဖောက်ပြီး6-3လုံးထွက်နေတာကိုမြင်နေရပါတယ်သူက6-3လုံးပေါ်မှာပဲပတ်စံရှိသမျှအကုန်ပုံအောပြီးလောင်းလိုက်ပါတယ်ဒိုင်ကတော့ရော်ကြီးကအရမ်းများတယ်လို့သူ့ကိုတတိပေးပါတယ်ဒါမျိုးထွက်ဖို့ဆိုတာကလုံးဝနီးပါမဖြစ်နိုင်ဘူးလို့လည်းပြောတာပေါ့အလစ်ကပတ်စံတွေမြန်မြန်ရဖို့အတွက်လူတိုင်းကိုစန့်ကျင်ပြီး6-3လုံးကိုပဲတယောက်တည်းလောင်းလိုက်ပါတယ်ဒိုင်ကတော့တဝိုင်းလုံးနဲ့တိတ်တဆိတ်ပေါင်းလိုက်ပါတယ်အန်ဆာတုံးတွေကိုမပြခင်မှာသူကအန်ဆာတုံးကိုခိုးကြည့်လိုက်ပါတယ်လူတိုင်းကတော့အံ့ဩပြီးမြင့်တက်သွားကြပါတယ်တကယ်ပဲ6-3လုံးဖြစ်နေတာပါဒိုင်ကတော့အလစ်ကမျက်မမြင်ဆိုတာကိုလူတိုင်းကိုအမြန်တတိပေးလိုက်ပါတယ်ဘယ်သူမှဘာမှမပြောသေး၍သူကတော့ဘယ်တော့မှသိမှာမဟုတ်ပါဘူးသူရှိမှတဲ့အန်ဆာတုံးတွေကိုဒိုင်ကလဲလိုက်ပါတယ်အလစ်ကသူတို့လှုပ်သမျှအကွက်တိုင်းကိုမြင်နေရပါတယ်သူကတော့သူတို့ကိုမတားပါဘူးလူတိုင်းကဒိုင်နောက်လိုက်ပြီးအများကြီးလောင်းနေတာကိုသူစောင့်ကြည့်နေပါတယ်ဒိုင်ကအန်ဆာတုံးကိုလှန်ပြတော့မဲ့အချိန်မှာပေါ့အလစ်ကသူ့ရဲ့တတိယမျက်လုံးကိုတုံးပြီးအန်ဆာတုံးတွေကိုမူလအတိုင်းပြန်ပြောင်းလိုက်ပါတယ်လဲထားတဲ့အန်ဆာတုံးတွေက6-3လုံးအဖြစ်ချက်ချင်းပြန်လည်သွားပါတယ်အဲ့ဒီအချိန်မှာဒိုင်ကသူမြင်နေရတာကိုတော့မယုံနိုင်တော့ပါဘူးဘလို့ဖြစ်ပြီး6-3လုံးပြန်ဖြစ်နေတာလဲဒိုင်ကတော့လုံးဝကိုကြောင်သွားပါပြီသူကအလစ်ကိုမတမာမှုလုပ်တယ်လို့ဆွဆွဲချင်နေပါတယ်ဒါပေမဲ့အလစ်ကမျက်စိတောင်မမြင်ရတာပါသူကအန်ဆာတုံးတွေကိုတခါမှမထိခဲ့ပါဘူးဒါအပြင်ဒိုင်ကိုယ်တိုင်ကလည်း6-3လုံးထွက်တယ်လို့အော်ပြောပြီးပါပြီလူတိုင်းမှာရွေးချယ်စရာမရှိတော့ပါဘူးသူတို့တွေပတ်စံရောလိုက်ရပါတယ်အလစ်ကနိုင်တဲ့ပတ်စံတွေကိုတိမ့်ပြီးပြန်ဖို့ပြင်လိုက်ပါတယ်လူအုပ်ကြီးကတော့တခါနိုင်ုံနဲ့သူ့ကိုအလွတ်မပေးချင်ကြပါဘူးသူတို့တွေကသူတို့ပတ်စံတွေပြန်ရဖို့အသေးအတန်ဖြစ်နေပုံရပါတယ်အလစ်ကတော့သူတို့နဲ့ဆက်ကစားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒိုင်ကသူ့ကိုခံမန်းတဲ့ဂိမ်းတစ်ခုနဲ့စိန်ခေါ်လိုက်ပါတယ်ဘယ်သူမှအောင်ခံမန်းနိုင်လဲဆိုတာကြည့်ရအောင်ပေါ့ထူးဆန်းတာကဒီမှာပါအန်ဆာတုံး3လုံးရှိပါတယ်ဒိုင်ကစုစုပေါင်းအမှတ်ကတမတ်ပဲထွက်မယ်လို့ခံမန်းလိုက်ပါတယ်အလစ်ကသူ့ရဲ့တတိယမျက်လုံးကိုထပ်ပြီးအသုံးပြုလိုက်ပါတယ်ဒိုင်မာကတကယ်ပဲကျွမ်းကျင်မှုရှိနေပါတယ်သူကအန်ဆာတုံး3လုံးကိုတစ်ခုပေါ်တစ်ခုဆင့်ထားနိုင်ပါတယ်အဲ့ဒါကြောင့်တမတ်ပဲပြနေတာပါဒိုင်ကခွက်ကိုလှန်လိုက်ပါတယ်လူတိုင်းကတကယ်ပဲတမတ်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်သူတို့အားလုံးကဒိုင်နောက်ကိုလိုက်ပြီးတမတ်ကိုပဲလောင်းကြတာပေါ့အလစ်ကတော့သူ့ညမတ်ထွက်မယ်လို့လောင်းလိုက်ပါတယ်တခန်းလုံးကလူတွေကသူ့ကိုဝိုင်းပြီးရေကြပါတယ်အန်ဆာတုံး3တုံးမှာဘယ်လိုလုပ်သူ့ညမတ်ရှိမှလဲဒိုင်ကခွက်ကိုလှန်လိုက်တဲ့အခါလူတိုင်းမြင်တက်သွားကြပါတယ်အန်ဆာတုံးတွေကတစ်ခုပေါ်တစ်ခုဆင့်ပြီးမနာနဲ့လဲနေတာပါအမတ်တစ်ခုမှကိုမပေါ်လာပါဘူးဒိုင်ကတော့လုံးဝကိုအံ့ဩသွားပါတယ်ဒီမျက်မမြင်မလေးကတနည်းနဲ့မတမာမှုလုပ်နေတယ်လို့သူတန်တရားဝင်သွားပါတယ်အလစ်ကတော့စပွဲပေါ်ကပတ်စံတွေကိုအကုန်သိမ်းလိုက်ပါပြီလူအုပ်ကြီးကတော့တန်တရားတွေစဝင်လာပါပြီသူတို့တွေကဒိုင်ကိုအလစ်နဲ့ပေါင်းပြီးသူတို့ကိုလိန်နေတယ်လို့ဆွဆွဲကြပါတယ်သူအပြစ်မရှိကြောင်းတက်တည်ပြဖို့အတွက်ပေါ့ဒေါသထွက်နေတဲ့ဒိုင်ကအလစ်နဲ့နောက်တစ်ပွဲထပ်ကစားဖို့တောင်းဆိုလိုက်ပါတယ်ဒီတစ်ခါတော့သူကရုပ်ပုံတွေကိုခံမှန်းချင်နေတာပါရုပ်ပုံအနည်းဆုံး2ပုံတူရင်မင်းနိုင်မယ်ပေါ့သူက$3000ကိုစပွဲပေါ်မှာဝုန်းကနေပုံချလိုက်ပါတယ်သူကကနန်း6កောင်လို့ခေါ်လိုက်ပါတယ်အလစ်က9 6កောင်လို့ခေါ်လိုက်တာပေါ့ဒိုင်ကအန်ဆာတုံးတွေအကုန်လုံးကိုပစ်ချလိုက်ပါတယ်သူကဒီတစ်ခါတော့တကယ်ကိုယုံကြည်မှုရှိနေပါတယ်သူကအန်ဆာတုံးထဲမှာပြထားထည့်ပြီးမတမာမှုလုပ်ထားတာပါအန်ဆာတုံးတွေကြားလိုက်ရင်အမြဲတမ်းကနန်း6កောင်ပဲပြမှာပေါ့အလစ်ကတစ်ချက်ကြည့်လိုက်ပြီးအတွင်းကပြဓားတွေကိုရွှေ့လိုက်ပါတယ်ကနန်း6កောင်က9 6កောင်ဖြစ်ချက်ချင်းပြောင်းသွားတာပေါ့အလစ်ကပတ်စံတွေကုန်သိမ်းတော့မဲ့အချိန်မှာပါဒိုင်ကစိတ်တူပြီးစပွဲပေါ်ကိုဓာတ်နဲ့ပေါက်လိုက်ပါတယ်အလစ်ကမတမာမှုလုပ်နေတာတေးချတယ်လို့သူကအော်ဟစ်ပါတော့တယ်အလစ်ကတော့အေးအေးဆေးဆေးပဲတက်တည်ပြဖို့ပြောလိုက်ပါတယ်ဒိုင်မာကဘာတက်တည်မှမရှိပါဘူးသူကဘာပဲဖြစ်အလစ်ရဲ့လက်တွေကိုချိုးပစ်မယ်လို့ချိန်ချောက်ပါတယ်အဲ့ဒီအချိန်မှာပဲကာစီနိုပိုင်ရှင်လူစီရောက်လာပြီးတက်တည်မရှိပဲသူတစ်ပါးကိုဆွဆွဲနေတဲ့ဒိုင်ကိုတားလိုက်ပါတယ်အဲ့ဒါကကာစီနိုရဲ့နာမည်ပြက်စေတယ်လေလူစီကအလစ်ကိုဆက်ဆုတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်အလစ်ကတကယ်ပဲမျက်စိမမြင်တာလားဆိုတာသူသိချင်နေတာပေါ့သူကမျက်စိစီးထားတဲ့အဝတ်ကိုဖယ်လိုက်တဲ့အချိန်မှာတော့